သွားလို့ရှိရင်ကိုယ့်ရဲ့ချက်လူကြီးဆက်ရမှာနေရာကိုရောက်ရှိပြီးသားမှုမှာတွေ့ရတဲ့ရုပ်ပါအဲ့ဒီလူကြီးအမြဲနောက်ရဖြစ်ပါဘူးလေသူဒီနေရာတစ်ခုနဲ့ပဲတစ်ခုမှရောက်ရှိသွားလို့ဆိုအဲ့နဲ့ပဲခေါင်းဆောင်ကောင်းပြဖြစ်ပါတယ်အဲ့လိုမျိုးအဲ့တော့မှတ်ထားပါကိုယ့်ရဲ့ဆုံးမတဲ့ကဏ္ဍတွေပါကြည့်ရပါတယ်ကိုကဆုံးမတဲ့ကိုယ်ဝိုင်းနံပါတ်ကိုယ်ဝိုင်းကဏ္ဍနံပါတ်လည်းဖြစ်မယ်မိမိရဲ့မူလကဏ္ဍနံပါတ်တစ်ကနေကိုလေးရှိရမဟုတ်လားမူလကဏ္ဍပိုင်ရှင်လည်းဖြစ်ရချစ်တဲ့မိမကျဲတဲ့မိမအဲ့မှာကျွန်တော်ကြည့်တဲ့ဆရာဝန်နဲ့တစ်ခါကိုကြည့်ဟုတ်တယ်ချစ်တဲ့သူမရဘူးလားဆရာသူရှောင်ပေးမရဘူးလားဆရာကျွန်မအဲ့ကလမ်းပေးနေမှာကျွန်မနောက်တစ်ပတ်ကျရင်ကျွန်မကိုတတိပေးပါမပေးတော့ကျွန်မမပေးဘူးတော့ကျွန်တော်တတိပေးမှပေးမှာကလေးဒီပေးနဲ့ပတ်သက်ပြီးတော့ထင်ရှားတဲ့ပုံကိုရဲ့ဟာတွေကျွန်မဟိုနဲ့ဆွဲပေးမယ်လက်ချူဆွဲပေးမယ်ဒါမှမဟုတ်လည်းကျွန်မရေးပေးမယ်အဲ့လိုဆရာကဘာသာရေးနဲ့ပတ်သက်တဲ့ဒိုင်းပါလေဘသူတွေနဲ့ကိုယ့်ရဲ့ကဏ္ဍတွေနဲ့တူညီတဲ့ဒိုင်းပေးမှာနောက်တစ်ပတ်ကတော့သေချာကိုရရပတ်ပဲနော်ပင်ကိုစေးကဘယ်လိုတွေဖြစ်မဲဒါမျိုးတွေခေါ်လို့မရဘူးလားရပါတော့အမမလေးခန့်နဲ့တူညီတဲ့သူတွေပါမယ်နော်ပြီးလို့ရှိရင်ခန့်နီ sorry ဂန်နီပါမယ်ပြီးလို့ရှိရင်ဘာပါမယ်နိုင်ငံရေးကောင်းဆောင်မလားဒီပါမလားဟုတ်ရဦးဆောင်လို့ပြုပြီးတော့စိတ်ကဏ္ဍမိုင်းမိသားစုနဲ့ပတ်သက်တဲ့စိတ်မြင့်တရားကိုအများကြီးသိထားပါတယ်။အဲ့ဒီသုံးလသမားတွေကကျတော့ကိုယ်နဲ့ပတ်သက်တဲ့ပါဒနာပေါ်မှာမတရားချစ်ကြည့်ပါတယ်။မိသားစုမှာအချက်မကြီးဘူးပေါ့နော်။ကြီးတယ်။ဒါပေမဲ့ကိုယ်နဲ့ပတ်သက်တဲ့ပါဒနာကိုယ့်ရဲ့မိတ်ဆွေတော်လည်းကောင်းကိုယ့်ရဲ့ပန်းအောင်စင်ကြီးရပေါ့ပြောမှာစိတ်။၆ကဏ္ဍပါတယ်ဆရာလည်းပါနော်။ဆရာမလေးကဏ္ဍတော့ဟုတ်ပါဘူး96 10လပိုင်း30ပြီ30ရက်ဆိုတော့လေကျမအကုန်လုံးပြောပြနေတယ်မဟုတ်ဘူးလေကျမကဏ္ဍပဲမေးရလေ။ကဏ္ဍသမားတော့လေးကနော်အဲ့တော့အားလဲဆိုလို့ရှိရင်အကုန်လုံးတွေ့ရအောင်အကုန်လုံးတွေ့ရအောင်နောက်ဒီမှာတင်ရလိမ့်မယ်နော်အဲ့တော့ရှင်မဲတော့မရဘူးနေရမလားဒီကားမှာတော့အဲ့ရှင်တော်လေးကိုဒီမှာပြောနေတာပါလဲဆိုရင်ရှင်တော်မိုက်တော်ကြတယ်ဘာသာရေးဘက်မှာဆုံးရောက်တယ်အဲ့လိုဘာသာရေးဘက်မှာဆုံးရောက်တော့လောကီရေးရာတွေမှာကိုက live ကားတဲ့လောကီပြီးတော့အဆုံးမှာဗီဒီယိုညာတော့လည်းကောင်းဘလို့တက်နေတာမှာလည်းဖြစ်ပါတယ်နော်အောက်လမ်းဘက်ကိုထူပါတယ်ယူစားနော်စောင်းတွေဖတ်တာလည်းဖတ်လို့ရတယ်ဒီတိုင်းတွေကိုကြည့်လာတယ်အဲ့ခုမှကျွန်တော်ငါကျလဲဘာသာရေးကြည့်တော့ကျွန်တော်တို့ရဲ့နေရာကြီးဒါနဲ့ကနန်းမေနဲ့မထူတာတစ်ချက်ကအဲ့လိုဆက်ရောက်ကိုယ့်ရဲ့ဘာသာရေးအမိတက်တော့